Yahoo 皆さん Okay ဒီနေ့မှာတော့ဂျပန်မှာ IT student တယောက်အနေနဲ့ကျောင်းတက်နေတဲ့ကျောင်းသူတယောက်အနေနဲ့စာဘယ်နှနာရီများအောင်ထိုင်သုံးနိုင်မလဲဆိုတော့ကိုယ့် challenge လုပ်တော့မှာဖြစ်ပါတယ်ဒီကတော့ဗောနော်ကျောင်းဖွင့်တာလည်းအခုဆို2လကျော်သွားပြီဗောနော်ဒါပေမဲ့ကျောင်းဖွင့်နေစာကိုတိတိကျကျထိုင်လို့ဖူးရဆိုတာမရှိတော့လောက်ဖြစ်နေတယ်အဲကြောင့်မလို့ကို challenge ခေါ်တဲ့အနေနဲ့ဘယ်နှနာရီထိုင်သုံးနိုင်တယ်လဲဆိုတာ blog ပြောရရင်လည်း blog ရိုင်းမှလည်း challenge ကလုပ်ဖြစ်မှာမို့လို့ပါဆိုတော့ချီရဲ့ပထမဆုံး vlog လေးဖြစ်တာကြောင့်တန်လေးကိုတော့နည်းနည်းလေးသိခံနှောင်းပေးကြပါရှင်အမှန်တကယ်တော့လေဒီနေ့က Friday ပိတ်ရတော့မဟုတ်ပေမဲ့ဒါပေမဲ့ကျောင်းမှာချီကိုတန်းမှာကျတော့ group နဲ့ခွဲပြီးတော့ Friday ကိုတက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကချီရဲ့ပိတ်ရ Friday ဖြစ်ပါတယ်ပတ်တိုင်းလိုမျိုးပိတ်ရဆိုပြီးတော့နေပြင်ထုတ်အောင်အိတ်လို့မရပါနဲ့ဒီနေ့ကတော့ငါစာလုံးမဖြစ်မယ်ဆိုတဲ့စိတ်နဲ့ကျောင်းကိုလာခဲ့ပါတယ်ရှင်မလုပ်လို့လည်းမရတော့လေနောက်ဘက်ကစားပြီးတော့ test တွေကတောက်လျှောက် test တွေပဲဆိုတော့အဲ့မှာစားမှာစာကိုတိတိကျကျထိုင်လို့တဲ့အချိန်မှာတီးလိုက်ရတဲ့အမှန်တရားတစ်ခုကကျွန်မနားမလည်တဲ့စာအများကြီးရှိသေးတယ်ဆိုတော့ကျွန်မတီးလိုက်ရပါတယ်ဒါပေမဲ့လူကစာလေး2နာရီလောက်လုပ်လိုက်တာနဲ့အိတ်ချင်စိတ်ကဝင်လာပါတယ်ဒါပေမဲ့မရအောင်ငါမရတာအများကြီးရှိရငါလုံးမရမယ်ဆိုပြီးတော့ကျွန်မမပွင့်တဲ့မျက်လုံးကိုဖြူဖြည့်ပြီးတော့ကျွန်မဆက်လုပ်ပါတယ်ရှင်အဲ့မှာကျွန်မစာတစ်ပုဒ်ကိုလုံးဝနားမလည်တော့လို့ဆိုပြီးတော့တငယ်ချင်းတယောက်ကိုလှမ်းပြီးတော့စားလမ်းမေးလိုက်ပါတယ်။ဒီမှာသူဆန်ပို့တဲ့စာနဲ့ကျွန်မစားဆက်လုပ်ပါတယ်ရှင်။အမှန်တကယ်တော့သူပို့ပေးလိုက်တာတောင်မှကျွန်မအိတ်ဖို့စာလုံးဝနားလေလို့မရတာပါရှင်။အဲဒါကြောင့်မို့လို့ကျွန်မဒီစာကြည့်ကနေပြန်လို့ရှိရင်တော့ဆရာရုံကတော့မတော်လို့မရဘူးဆိုတော့ကျွန်မသိလိုက်ပါတယ်။အဲဒီမှာကြရက်ကပါလဲဆိုတော့ laptop ကိုတညာလုံးအသွင်းထားတယ်လို့ထင်ခဲ့ပေမဲ့ကျွန်မတညာလုံးပလက်ပေါက်မချိုးပဲနဲ့ laptop ကိုအသွင်းထားခဲ့ရပါရှင်။ကျွန်မရဲ့ရွှေညံတော့ဆွေးရောက်ပုံဒါပေမဲ့ကျွန်မဒီနေ့စာအကြာကြီးလုံမယ်ဆိုပြီးတော့ laptop အားကုန်သွားနိုင်တယ်ဆိုပြီးတော့ကျွန်မအာသင်ချိုးယူလာခဲ့ပါရှင်အဲ့ဒါကျွန်မစီပြီးသွားတယ်ရှင်ဘာလို့စပုံနေရတယ်လို့မေးပါနဲ့ကျွန်မမျက်နှာကိုလို့စပုံနေရဘယ်သူမှစိတ်ဆိုးနေရတယ်မဟုတ်ပါဘူးဘယ်သူမှစိတ်တိုးနေရတယ်မဟုတ်ပါဘူးကျွန်မစာအုပ်လေးတွေပါလေးညာလေးသွားကြည့်ရပါတော့တကယ်တော့ဖတ်လည်းဖတ်ပါဦးမှန်တကယ်တော့ဖတ်ချင်တဲ့စာအုပ်ကရှိတယ်ဒီမှာကျွန်မအရင်နေ့ကတွေ့ခဲ့တယ်ဒါပေမဲ့ကျွန်မဒီနေ့သွားရှာတဲ့အခါမှာတော့ကံကောင်းစာနဲ့မြန်သွားပါရဲ့ရှင်လုံးဝနားမလည်တဲ့ဘာသာကိုကျွန်မလက်လွတ်လိုက်ပြီးတော့တခြားဘာသာတစ်ခုပြောင်းလုပ်ပါတယ်ရှင်။မန်နေဂျာရောအရင်အချင်းရဲ့စိတ်ကိုဘယ်လိုမှသုံးသပ်လို့မရလို့ကျွန်မခဏလောက်အောက်ဆင်းပြီးတော့3လအောင်ဆင်းပြီးတော့ကျွန်မခဏလောက်အိပ်ရမလားဆိုပြီးတော့ကျွန်မစဉ်းစားလိုက်ပါသေးရဲ့ရှင်။ပြီးမှငါမဖြစ်တော့မှလုံးဝရမယ်ဆိုပြီးတော့ကျွန်မစိတ်လေးကိုအတော်ပြန်တိုးထည့်ပြီးတော့ကျွန်မအိပ်ရသွားဝယ်ပါတယ်။အိမ်မှာလေးပြဿနာစားတာပဲ။ဘာလဲဆိုတော့ကျွန်မဂျပန်ရောက်ကလေးကစာ energy drink ကိုလုံးဝမတောက်ပါဘူး။မြန်မာနိုင်ငံမှာစတဲ့ energy drink ကိုမတောက်တဲ့သူဖြစ်တာကြောင့်မို့လို့ဒီမှာဘာတောက်အောင်မလဲကျွန်မအကြိုက်စဉ်းစားလိုက်ရပါတယ်။နောက်ခြားစဉ်းစားပြီးတဲ့နောက်မှာကျွန်မ Monster ရဲ့ပန်းအောင်လေးကိုပဲယူလိုက်ပါတယ်ရှင်။တောက်ကြည့်လိုက်တော့အရင်ကြီးတော့မစိုးပေမဲ့နောက်တစ်ခါတော့ထပ်တောက်မဲ့ထဲမှာတော့မပါဘူးရှင်။အဲ့ဒီမှာ video edit လုပ်နေတယ်လေ။ကိုရုပ်ကိုပြန်ကြည့်မိပြီးတော့အေးငါပါရောက်ဖောင်းကားနေရပဲဆိုပြီးတော့ငါခောက်ဆဲစားရရမှဖြစ်တော့မယ်ဆိုပြီးတော့ဘယ်တော့မှမတီးနိုင်တဲ့ကလေးကိုပြန်ပေးလိုက်မိပါတယ်ရှင်။ကဲစားလေလေးနိုင်ကြော်လောက်ထိုင်လုပ်ပြီးပြီဆိုတော့ကျွန်မနောက်ဆုံးတော့အိမ်ပြန်มาတော့မယ်ရှင်။ကျွန်မရဲ့မကောင်းမကန်း vlog လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye